မိတ်ဆွေတို့ရေကိုကကွယ်တာဟာသူတစ်ပန်းကိုပါအကာအကွယ်ပေးရရောက်တယ်ဆိုတာသင်တို့သိပါသလားဒီအချက်ဟာဘယ်လိုချစ်နိုင်တယ်လဲဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်မလဲဆိုတာကိုဒီတစ်ခါမှာအသင်ကြီးရဲ့ဇက်တော်ကနေပြီးတော့သင်ခန်းစာယူကြည့်ကြရအောင်ပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတာဝတီမျိုးမှာသောတာပန်တည်တဲ့တယောက်ရှိခဲ့ပါတယ်သူဟာဒီနေ့မှာကုံတယ်လွဲအဖွဲ့နဲ့အတူခရီးသွားရင်တောထဲမှာစခန်းချကြပါတယ်အဲ့ဒီညမှာတည်တဲ့ဟာတစ်ပင်အောက်မှာညာလုံးပေါက်အစင်ကျင်လျှောက်ပြီးတရားအားထုတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာကုံတယ်တွေကိုလူရက်ဖို့တကူ900ရောက်လာပြီးတည်တဲ့အိပ်ပျော်မဲ့အချိန်ကိုစောင့်နေခဲ့ကြတာပါဒါပေမဲ့တည်တဲ့ဟာညာလုံးပေါက်တရားအားထုတ်နေတဲ့အတွက်တကူတွေဟာလူရက်ခွင့်မရပဲပြတ်သွားခဲ့ကြရမယ်တာဝတီမျိုးကိုပြန်ရောက်တော့တသိန်းတဲ့ဟာမြတ်စွာဘုရားကိုမိမိကိုစောင့်ရှောက်တာဟာသူတပားကိုစောင့်ရှောက်ရရောက်ပါသလားဒါမှမဟုတ်သူတပားကိုစောင့်ရှောက်တာဟာမိမိကိုစောင့်ရှောက်ရရောက်ပါသလားဆိုပြီးရှောက်ထားခဲ့ပါတယ်မြတ်စွာဘုရားကလည်းနှမျိုးလုံးစောင့်ရှောက်ရရောက်တယ်လို့မိန့်တော်မူခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရှေးပညာရှိတို့လည်းကိုစောင့်ရှောက်ခြင်းဖြင့်သူတပားကိုစောင့်ရှောက်ခဲ့ကြတယ်လို့အတိတ်ဆက်ကိုဆောင်ယူပြီးဟောကြားခဲ့ပါတယ်လွန်ခဲ့တဲ့အခါကဗာရာဏသီပြည်မှာဘုရားလောင်းဟာယတိပြုပြီးဟိမဝန္တာမှာတည်င်းသုံးခဲ့ပါတယ်။ဒီနေ့တော့ယတိဟာဂုံတယ်လွယ်အဖွဲ့နဲ့အတူတောအုပ်တစ်ခုမှာစခန်းချခဲ့ပါတယ်။သူဟာညာလုံးပေါက်စင်ကြံတရားအားထုတ်နေချိန်မှာတခိုး900ဟာဂုံတယ်တွေကိုလူရက်ဖို့ရောက်လာခဲ့ပါတယ်။တခိုးတွေဟာယတိကိုမြင်တဲ့အခါဂုံတယ်တွေကိုပြောပြမှဆိုလို့အိပ်ပျော်မဲ့အချိန်ကိုပဲစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ယတိကညာလုံးပေါက်တရားအားထုတ်နေတော့တခိုးတွေဟာလက်နက်တွေကိုပိချသည်ဂုံတယ်တွေကိုယတိကြောင့်ဘေးခင်းခဲ့ရတာထိကြောင့်ပြောပြီးပြန်သွားခဲ့ကြပါတယ်။နနက်ရောက်တော့ဂုံတယ်တွေဟာတခိုးဖိချော့ခဲ့တဲ့လက်နက်တွေကိုမြင်ပြီးကြောက်လန့်တကြားနဲ့ယတိကိုတခိုးတွေကိုမြင်ပါသလားလို့ရှောက်ခဲ့ပါတယ်။ယတိကလည်းမြင်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ဥစ္စာမရှိတဲ့သူဟာကြောက်ရွံ့เสียမလို့ပဲမေတ္တာကရုဏာဗြဟ္မာဝိဟာရတရားကိုပွားများနေတဲ့သူဟာဘယ်နေရာမှာပဲဖြစ်ဖြစ်ကြောက်ရွံ့ထိတ်လန့်เสียမရှိဘူးလို့တရားဟောခဲ့ပါတယ်။ဒီဇတ်တော်ကနေပြီးတော့ကိုတီလာဆောင်ထင်းကာကွယ်ခြင်းကသူတစ်ပါးကိုပါဘေးကင်းအောင်ကာကွယ်ပေးနိုင်တယ်ဆိုတဲ့အဓိကသင်ခန်းစာကိုရရှိစေခဲ့တာဖြစ်ပါတယ်။